tilapia ငါးတွေကိုစားစနွင်းအချိုမှုတ်နေပြီးခဏထားပါမယ်ကြက်သွန်ဖြူစပလင်ရှမ်းနဲ့တရုတ်မဆလာနဲ့ပင်စိမ်းရဲ့ရုပ်သီးစိမ်းရဲ့အကုန်လုံးကိုပါပါလှီးပါမယ်နာမည်လည်းပါတယ်မျိုးကဲကြက်သွန်ဖြူစပလင်ရုပ်သီးစိမ်းတို့ကိုထောင်းပါမယ်ငါးရဲ့အရသာနှပ်ဖို့အတွက်ငံပြားရည်ခရူစီပဲငံပြားရည်အကျဲတို့ကိုခုနကထောင်းထားတဲ့ထဲမှာစားအချိုမှုတ်ရောထည့်ပြီးတော့နေပါမယ်ငါအတွင်းသားတွေကိုနှပ်ဖို့ပါအကုန်လုံးကိုထည့်ပြီးလို့ရှိရင်တေချာနေပါမယ်ပြီးရင်ငါပိုက်သေးကိုအစာရီနေထားတဲ့အစာရီတုတ်ပါမယ်ပြီးရင်ခဏနှက်ထားပါမယ်ငါခင်အယောင်လေးလှဖို့အတွက်စီရဲ့ရုပ်သီးစိမ့်မှုတ်ရဲ့တုတ်ပါမယ် air fryer နဲ့ခင်ဖို့အတွက်အဆင်သင့်ဖြစ်ပါပြီမီးပူချိန်ကို180ထားပါတယ်ကြာချိန်ကိုတော့25မိနစ်ပေးလိုက်ပါတယ်ငါခင်နေတော့မှချိန်နေသိအောင်ဖွင့်ကြည့်လို့ရပါတယ်ဟောမိနစ်ပြည့်ပါပြီချိန်နေလေးမဆိုးဘူးတော့ကဲငါခင်ကိုနောက်တစ်ဖက်လှမ်းပါမယ်မီးပူချိန်180နဲ့ကြာချိန်15မိနစ်ပေးပြီးထပ်ခင်ပါတယ်ချိန်နေအလိုဖွင့်ကြည့်လိုက်ထုတ်ကြည့်လိုက်လို့ဟောနောက်တစ်ချမ်းချက်ပြန်ပြီโอเคငါးငယ်မှုန့်မွေးလေးရပြီပြို့စားဖို့အဆင်သင့်ဖြစ်ပြီလားတန်ရှင်းလက်ဆက်ပြီးရတာထိမိတဲ့ငါးကင်လေးကို air fryer နဲ့ကင်စားကြည့်လိုက်ပါပြို့